ဖြာကမြူတွေနေရှိန်ငွေမှာပြောကဘာမြေတစ်ခုလုံးနူးညံ့စွာနိုးထားရင်ထဲမှာအေးချမ်းဒီလိုပဲဆက်ရှိနေငြိမ်းချမ်းခြင်းတန်စင်စီစဉ်စေပါအဲ့ဒီသတ်မှတ်ချက်များကိုတွက်ခွင်မှအသုံးပြုသွားပါမယ်ကြည့်ရှုအားပေးကြပါခင်ဗျာမနက်ခင်းရဲ့မြူတွေတိတ်စစ်ချင်တဲ့အတူငြိမ်းချမ်းတဲ့ဒီအခိုက်အတန့်လေးရင်မအေးချမ်းစေမြစ်ပြင်လေးငြိမ်သက်ချိန်ညနေရွှေရောင်ဖြန်းစံလေညင်လေးကတည်ရွက်လို့ရင်မအေးချမ်းခြင်းများရောက်မြစ်ပြင်လေးငြိမ်သက်ချိန်ညနေရွှေရောင်ဖြန်းစံလေညင်လေးကတည်ရွက်လို့ရင်မအေးချမ်းခြင်းများရောက်မြက်ဖြာကမြူတွေနေရှိန်ငွေမှာပြောကဘာမြေတစ်ခုလုံးနူးညံ့စွာနိုးထားရင်ထဲမှာအေးချမ်းဒီလိုပဲဆက်ရှိနေငြိမ်းချမ်းခြင်းတန်စင်စီစဉ်စေပါမြက်ဖြာကမြူတွေနေရှိန်ငွေမှာပြောကဘာမြေတစ်ခုလုံးနူးညံ့စွာနိုးထားရင်ထဲမှာအေးချမ်းဒီလိုပဲဆက်ရှိနေငြိမ်းချမ်းခြင်းတန်စင်စီစဉ်စေပါ
အလဲနှစ်ပတ်အတွက်လေးလာခွဲချမ်းစိတ်ဖြတ်ထားတာကိုနောက်ဗီဒီယိုမှာဆက်ပြီးကြည့်ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်